တတိခံဝိညာဉ်မှာဖြစ်ပါတယ်ကျမတို့ကိုပထမဆုံးတတိခံဝိညာဉ်ပေးမှာကတော့အသင်းတော်ရဲ့ဖင်နာရင်းဖြစ်တဲ့စင်မနော်အီမီထူဖြစ်ပါတယ်အချိန်ငါရပါတယ်ဖျားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်လို့ဆီယမဖေးကညီမလေးတတိခံပေးအောင်လေဆိုတဲ့အချိန်မှာကျမဆီယမကိုပြောတယ်တတိခံစရာကြီးအများကြီးပဲလို့ဘာခံမလဲမသိဘူးပေါ့နော်ဆီယမကိုစပါတယ်လို့46နှစ်တက်တာတစ်ချက်လုံးမှာပေါ့နော်သခင်ဖျားရဲ့ကျေးဇူးတော်များစွာခံယူခဲ့ရပါတယ်ငငယ်ကလေးကလုံခြုံတဲ့ဝင်းကျင်မှာနေထိုင်ရတဲ့အခွင့်ကိုကိုရောဖျားပေးတယ်အာဟာရပြည့်စုံကျွဲဝစွာဖြင့်စားတောက်ရတဲ့အခွင့်ကိုကိုရောဖျားပေးတယ်ပြီးတော့အခြေခံပညာအတန်းပညာတွေကိုလည်းကောင်းကောင်းမွန်မွန်နဲ့ပေါ့နော်သင်ကြားရတဲ့အခွင့်ကိုကိုရောဖျားပေးတယ်စိတ်ရဲ့လုံခြုံခြင်းကိုယ်ရဲ့လုံခြုံခြင်းလွတ်လပ်စွာတွေးခေါ်ပြီးတော့ရွေးချယ်ခွင့်ကိုကိုရောဖျားပေးတယ်ကျေးဇူးတော်ချီးမွမ်းပါတယ်ကိုရောဖျားရဲ့ကျေးဇူးတော်ကရေတွက်ရမကုန်နိုင်အောင်ကြီးမားလာပါတယ်ကျမမိထုအနေနဲ့ပေါ့နော်တကယ်တမ်းလှုပ်ချင်တဲ့အသက်မွေးဝမ်းကြောင်းရှိပါတယ်ဥပဒေပညာကိုသင်ယူပြီးတော့ရှေ့နေလှုပ်ချင်တဲ့ဆန္ဒငယ်စဉ်ကလေးရရှိပါတယ်ဥပဒေကျောင်းတက္ကသိုလ်တက်ပြီးတော့ဘွဲ့လည်းယူခဲ့ပါတယ်ဒါပေမဲ့ဖျားသခင်ကကျမမသိဘူးတခါမှလည်းမရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုကိုအသက်မွေးဝမ်းကြောင်းတစ်ခုကိုပညာတစ်ခုကိုကိုရောဖျားကပြင်ဆင်ပေးခဲ့ပါတယ်မမရရဆိုရင်တော့မနေ့ပြန်ဇွန်လ1ရက်နေ့ဆိုရင်ကိုရောဖျားပြင်ဆင်ပေးထားတဲ့ကျမတို့ပြင်ဆင်ပေးထားတဲ့ဒီအသက်မွေးဝမ်းကြောင်းလုပ်ငန်းထဲမှာကျင်လည်နေရ26နှစ်ရှိပါပြီခုချိန်ထိလည်းအရင်ကဆန္ဒရှိတဲ့ရှင်းနေလှုပ်ချင်တဲ့ဆန္ဒကတော့မပြောက်ကွယ်သေးဘူးဒါပေမဲ့ကိုရောဖျားပြင်ဆင်ပေးထားတဲ့ဒီအသက်တာမှာရှောက်လန်းရင်းနဲ့ပေါ့နော်တကယ်ကိုနားမလည်ဘူးတခါမှမသိတဲ့အရာတွေကိုဆောင်ရွက်နေရင်းနဲ့ဒီအတွေ့အကြုံတွေကနေပြီးတော့ကျမရဲ့ဝန်းကျင်ကိုယခုချိန်မှာအကူအညီပေးနိုင်တဲ့သူဖြစ်ခဲ့တယ်အကျိုးပြုနဲ့ဝေမျှနိုင်တဲ့အသိပညာတွေဝေမျှနိုင်တဲ့အခွင့်အရေးကိုကိုရောဖျားပေးတယ်ပြီးတော့ကိုယ့်ရဲ့အင်အားကိုယ့်ရဲ့ငွေကြေးအင်အားတွေနဲ့မရောက်နိုင်တဲ့နေရာအသစ်တွေကိုကိုရောဖျားပို့ဆောင်ပေးတယ်ဒါကလေဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့ပြီးတော့ကိုယ်တိုင်ကတစ်ခါမှဖျားကိုနေနေတဲ့အချိန်လေးရှိတယ်ဒါပေမဲ့ဖျားသခင်ကကျမတို့ဘယ်တော့မှမမေ့ဘူးပြီးတော့မှားယွင်းစွာနဲ့ရွေးချယ်လမ်းမကိုရွေးချယ်ခဲ့တယ်ဆိုတဲ့အချိန်တွေလည်းရှိတယ်ကိုရောဖျားကမေတ္တာနဲ့အမြဲတမ်းပြန်လည်ခေါ်ဆောင်လမ်းပြပါတယ်လို့ပြီးတော့ကျမမှာတချို့တွေကလည်းကျမကိုမြင်တဲ့အချိန်မှာအမြဲတမ်းတက်ကြွကြွနဲ့ရဲဝံ့ရှိတယ်လို့မြင်လာတော့မသိဘူးပေါ့နော်ဒါပေမဲ့ကျမကြောက်တဲ့အရာလည်းရှိပါတယ်လို့ဒါပေမဲ့အဲ့ဒီကြောက်တဲ့အရာကဘယ်သူမှသိမကြောက်တဲ့အရာဖြစ်ပါတယ်ဖားပြန်လေးကြောက်ပါတယ်လို့ကျမဖားပြန်ကိုသိကြောက်တယ်ဒါပေမဲ့ဖားပြန်ရဲ့အန်ဒီကနေကျမကိုအမြဲတမ်းဖះကကွယ်ကာပေးရပေါ့နော်ဒီဖားပြန်ရောက်လာပြီဆိုရင်ကျမကိုဖေပေးမယ်ကျမအဖေရှိရယ်ပြီးတော့အကိုရှိရယ်အခုဆိုရင်ကျမရဲ့တူလေးအငယ်လေးအခုဆိုရင် तू ကကျမကြောက်ပြီဆိုရင် तू လာပြီးတော့ဖေပေးရပေါ့နော်ဒါကတော့ဘဝမှာရင်ဆိုင်ချင်မှုဆိုတဲ့အရာတွေကိုကိုရောဖျားကအမြဲတမ်းသူ့ညီသူ့ဟန်နဲ့ဖေရှားပေးတယ်ကိုယ်တိုင်လုပ်เสียမလို့ပဲနဲ့ဖေရှားပေးတယ်ဆိုတဲ့ကျေးဇူးတော်ကိုခံစားရပါတယ်ကျမမှာတက်ကြွယ်မိဘနှစ်ပါးရှိတယ်ပြီးတော့မိဘအရင်လိုပဲချစ်ခင်ရတဲ့ဦးလေးတော်ကြီးရှိတယ်သူတို့အားလုံးဟာလေကြီးကြီးမားမားယောဂဝေဒနာတွေပြင်းပြင်းထန်ထန်ခံစားနေရတာမျိုးမဟုတ်ဘဲနဲ့ယနေ့ချိန်ခါဒီကျမတို့ ਨੇ ကြမ်းကြမ်းမာမာရှိနေတာလေကိုရောဖျားရဲ့ကျေးဇူးတော်တက်တက်ပဲဖြစ်ပါတယ်ကျမကိုယ်တိုင်လည်းအသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာပေါ့နော်
မိဘတွေကိုဝင်းကျင်မှာရှိတဲ့သူတွေရဲ့ကျမ်းမာရေးကိုစောင့်ရှောက်ရတယ်စောင့်ရှောက်ပေးရတယ်ဆိုတဲ့အချိန်တွေရှိလာပါတယ်ပို့ပြီးတော့လှုပ်ဆောင်ပေးရတဲ့အချိန်တွေရှိလာတယ်ဒီလိုမျိုးလှုပ်ဆောင်ပေးရတဲ့အခွင့်ကိုလည်းကိုရောဖျားပြင်ဆင်ပေးတယ်အချိန်နာရီတို့ဖြင့်ကျမကိုယ်တိုင်ကိုလည်းသူတို့ကိုကူညီနိုင်ဖို့ကျမ်းမာခြင်းကိုလည်းပေးတယ်တကယ်ကိုကျေးဇူးတင်ပါတယ်လို့ဒါပေမဲ့ကျမသိစိတ်ပူတတ်ပါတယ်အခုတလုံးမှာစဉ်းစားမိတာကတကယ်တမ်းပေါ့နော်ကိုတကယ်တက်ကြွချင်ရောက်လို့ရှိရင်ကိုလိုမျိုးကိုကြီးဆောင်ရှောက်ပေးမဲ့လို့ကျမမှာခုလောလောဆယ်မရှိဘူးငါဘာလုပ်ရင်ကောင်းလဲအမြဲတမ်းတွေးမိပါတယ်ကျမ်းစာမှာဖော်ပြထားတာကငါသည်တင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီသောအကြံမဟုတ်ပဲတင်တို့သည်မျှော်လင့်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝှက်စေခြင်းကသာတင်တို့အဖို့ကြံစီသောအကြံတို့ကိုငါသိ၏လို့ကိုရောဖျားကျမ်းစာအဖြစ်တွင်တင်ပါတယ်ကျမရဲ့တသက်တာရှောင်းလုံးကျမကိုဘယ်တော့မှအကျိုးမရုပ်စေတဲ့အကျိုးမနည်းစေတဲ့ဖျားသခင်ဟာကျမရဲ့ကြံရှိနေတဲ့အသက်တာတက်ကြွချိန်ရောက်တဲ့အထိမှာကျမကိုငြိမ်ဝှက်စွာနေထိုင်မှုအတွက်စောင့်ရှောက်ပေးမယ်လို့ယုံကြည်ပါတယ်။ယုံကြည်တဲ့အတိုင်းလေကြိုတင်ပြီးတော့ကိုရောဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီးတော့သက်သေခံလိုပါတယ်။ယနေ့မှာလူတို့မပေးနိုင်တဲ့ကိုရောဖျားထံမှစိတ်ရချမ်းသာခြင်းကိုယ်ရဲ့ချမ်းသာခြင်းဘေးလွတ်လုံခြုံခြင်းကျေးဇူးများယခုဒီမှာရှိတဲ့ဆရာဆရာမများတင်းသူတင်းသားအားလုံးတို့အပေါ်မှာကိုရောဖျားပြည့်စုံစွာချပေးသွန်းလောင်းပါစေလို့ဆုတောင်းပေးပါတယ်အာမင်